وبارك على رسوله الكريم أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم قال الله تعالى في القرآن المجيد والفرقان الحميد إن الله وملائكته يصلون على النبي يا أيها الذين آمنوا صلوا عليه وسلموا تسليما صلى الله على سيدنا محمد وآله وصحبه وسلم صلى الله على سيدنا محمد وآله وصحبه وسلم صلى الله على سيدنا محمد وآله وصحبه وسلم وقال الله تعالى في القرآن المجيد ولقد نصركم الله ببدر وأنتم أذلة وقال تعالى إنما يريد الله ليذهب عنكم الرجس أهل البيت ويطهركم تطهيرا لذا تمام بسميا كميا دغني چمبار خانا ها نبوت کے چیدو روشن محمد صلی اللہ علیہ وسلم رسول کرم جین دغوا اسلام ہجری نکن ما မိမိရအကြောင်းအရာဖြစ်တဲ့အစ္စလာမ်တမိုင်းမှာကြီးကြီးမားမားဖြစ်ပွားခဲ့တဲ့ဂဇဝါယေဘဒ်ဘဒရီဆဟာဘာတခင်များကိုဂုဏ်ပြုအောက်မေ့ဖွယ်အခမ်းအနားဖြစ်ပါတယ်။ထိုနည်း၎င်းအစ္စလာမ်ဟီဂျရီ40ခုနှစ်မှာရှာဟာဒတ်ဖြစ်ခဲ့တဲ့ရှဟီဒ်ဖြစ်ခဲ့တဲ့သူရတတ်တီစွမ်းရင်ရှင်ခူလဖိုင်ရာရှီဒီန်တမရကြီး5ပါးထဲမှာစဒုထတမရကြီးဟဇရတ်မောလာအလီကရမလောတာလာဝဂျာတခင်ကြီးရဲ့ရှာဟာဒတ်အခမ်းအနားလည်းဖြစ်ပါတယ်အဲ့တော့ဆိုတော့ခါကြတော့တမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလာဟ်အလိုင်းဝါဆလမ်ဘဒရီဆဟာဘာ373ပါးတို့သည်အစ္စလာမ်ဟီဂျရီနှစ်ခုနှစ်မှာလာမြတ်ရမ်ဇန်ဝါဆခုနလုံးဂျုမာနေ့နော်ဂျုမာနေ့မှာလာမြတ်ရမ်ဇန်ဝါဆခုနလုံးမှာဘဒရ်စစ်မြေပြင်ကိုရောက်ရှိခဲ့တဲ့အစ္စလာမ်ရဲ့စစ်တီများဟာ373တာလျင်ရှိခဲ့တဲ့ဘဒရ်ရန်သူများရဲ့စစ်တီဟာထောင်ချီပြီးတော့ရှိခဲ့တဲ့စစ်တီများဟာထောင်ချီပြီးရှိအောင်မကဘူးသူတို့ရဲ့လက်နက်အင်အားအစီအင်းအင်အားပေါင်းစုံဟာပြည့်ပြည့်ရှမ်းရှမ်းတော့ရှိခဲ့တဲ့အလွန်မတန်များစွာရှိခဲ့တဲ့အစ္စလာမ်ရဲ့အင်အားဒီနေခဲ့တဲ့အစီအင်းအပြင်ကြည့်မဲ့ကလို့80ပဲရှိတယ်ရန်သူဘက်က900ရှိတယ်မြင်းနှကောင်ပဲရှိတယ်နော်အခုလိုအင်အားနည်းလျက်ရှိတယ်ဒါပေမဲ့အမြင်ဇွာဟီရီအရာတော့အင်အားနည်းတယ်ဒါပေမဲ့သူတို့ရဲ့အီမန်တမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလာဟ်အလိုင်းဝါဆလမ်ပေါ်မှာယူဆောင်ခဲ့တဲ့အလ္လာဟ်ရဆူလ်ပေါ်မှာယူခဲ့တဲ့အီမန်ဟာတော်တော်ကိုတောင့်တင်းတဲ့ very strong အလိုင်းမတာမာကျော်တဲ့မြင့်မားတဲ့ခိုင်မာတဲ့ဒီသူတို့ရဲ့အီမန်နဲ့သူတို့ဟာအနံ့ယူခဲ့ခြင်းဖြစ်တယ်ဒါကြောင့်နော်ဘဒရီဆဟာဘာတွေနဲ့ပတ်သက်ပြီးတော့ကဗျာဆရာကဗာပြောလဲဆိုတော့फिजाए बदर पैदा कर फरिश्ते तेरी नुसरत को उतर सकते हैं गर्दों से कतार अंदर कतार अब सुनो फिजाए बदर पैदा कर गबिया से आगा बाबियों ने बदरी सहाबारिया ए आप ये चीज में तो या सतों में ढाबी में तुरु ये वसअत फिजाए बदर सुनागा तुरु ये चेवुमु ईमानिया चेवुमु तुरु ये टीचीमु मंगामु यटीमु ए आ योजीमु अयं खाई मारे तो ए आ ने भी मैं तुरु बचाओနော်အဲ့တော့တင်းတို့လည်းမိမိတို့ရဲ့ဘဝရက်တည်တဲ့အခါမှာတင်းတို့လည်းဘဒရ်ဆဟာဘာတွေထံမှာရှိတဲ့ယုံကြည်မှုကဲ့သို့ရှိမယ်အဲ့ဒီလိုယုံကြည်မှုကိုမွေးမြူမယ်ဆိုရင်တော့တဲ့ဘဒရီဆဟာဘာအင်အာနဲပေမဲ့ဖရစ်တာပေါင်း9000ကိုအလ္လာဟ်ဆေလွတ်ပြီးတော့ကူညီခဲ့တဲ့ကုရ်အာန်ကျမ်းတော်မြတ်မှာပထမဆုံးတစ်ကြိမ်1000ဒုတိယကြိမ်3000စတုတ်အဲ့ဒါတတိယကြိမ်9000ဆေလွတ်ပြီးတော့ကူညီခဲ့တဲ့အဲ့ဒီလိုပဲဖရစ်တေတေရီနုစရတ်ကိုတင်းတို့ရဲ့ဘဝကိုလည်းအဲ့ဒီလိုရက်တည်မယ်ဆိုရင်တော့တဲ့ဖရစ်တာတွေကိုဆေလွတ်ပြီးတော့အလ္လာဟ်ရှင်ဟာ उतर सकते हैं गर्दों से कौन का नहीं फरिश्ता सेंटा ली में तेरी नुसरत को तीनों ये कुंजी मुड सुनी तो सुधा बात चलो न तेग को तीर पर तकिया न खंजर पर न भाले पर भरोसा था तो एक सादी सी प्यारी चादर वाले पर बस उठा ले जरो दी 100 बातों या सतों बा यान ने भी मैं ले न तेग को तीर पर धा दशेरी बोमा तीर पर मिया पोमा मिवे जी आको जी मिशी बाबू रे लन्ना ए आको जी लोवा मिशी ना खंजर पर ना भाले पर दशेरे धमियाओ ने नॉन लाने सात तके धी यारी पोमा तो योंजी मुरे आको जी ने मिशी बाबू रे भरोसा था तो एक सादी सी प्यारी चादर वाले पर
ရိုးတန်တန်လေးဂျာဒါလေးချုပ်သွားတယ်တမန်တော်မုဟမ္မဒ်မုစတဖာ ဆလ္လာလဟ်အလိုင်းဝါဆလမ် ကိုရောမြတ်ကိုယုံကြည်ပြီးတော့ဒီပုဂ္ဂိုလ်ကရောက်လာတာတဲ့ဒါကြောင့်အီမမ်အာမတ်ရီဇာခန်ကဆလတ်ဆိုထားတဲ့ထိုင်ရပါဖပါ जानिसाराने बदेरो उहुद पर दुरूद हक गुजाराने बैअत पे लाखों सलाम मुस्तफा जाने रहमत पे लाखों सलाम शम्मे मज़े में हिदायत पे लाखों सलाम बदरी सहाबा တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ယုံကြည်မှုအဖြစ်နဲ့ယက်တည်ခဲ့တဲ့တမန်တော်မြတ်ကိုအားပေးစကားတွေပြောခဲ့တယ်ကိုတော့တဲ့ကျွန်တော်မျိုးတို့ဟာမူဆာနဗီပြောခဲ့သလိုမူဆာနဗီရဲ့ကောင်မျိုးနွယ်တွေပြောခဲ့သလိုအိုမူဆာအတင်းရဲ့အလ္လာဟ်တွားပြီးတော့ဖီရောင်နဲ့စစ်တိုက်ကျွန်တော်တို့တော့ဒီမှာအင်နာဟာဟူနာကာအီဒွန်ကုရ်အာန်အာယတ်ဖြစ်တယ်ဒီမှာကျွန်တော်တို့ထိုင်နေရှိမယ်ဒီလိုတော့ကျွန်တော်တို့မပြောပါဘူးယာရဆူလလာဆလ္လာကိုရောနေနဲ့ကျွန်တော်မျိုးတို့ကိုဟာဇတ်ဆာအတ်ဆိုတဲ့ဆဟာဘာကအမိန့်ရှိတယ်တမန်တော်မြတ်ထံတော်ပါမှာလျှောက်ထားတယ်နောက်လဲဆဟာဘာဟာဇတ်မူအာဆိုတဲ့ဆဟာဘာတွေလျှောက်ထားတယ်ကိုရောကျွန်တော်မျိုးကိုအမိန့်ပေးမှတောင်ပေါ်နဲ့အောက်ကိုခုံချဖို့အစင်းသေးပါပဲယာရဆူလလာဆလ္လာကျွန်တော်မျိုးတို့ဒီယာရဆူလရေတဲကိုခုံချဆိုရင်လည်းခုံချဖို့အစင်းသေးပဲကိုရောတို့အရာ sacrifice ကုရ်ဘာနီလို့ဘုရားအစင်းသေးကျွန်တော်မျိုးတို့ကိုရောမြတ်ថាအနည်းမလျက်ရှိနေပါတယ်ကိုရောလို့ပြောကြတဲ့အခါတမန်တော်မြတ်အယံပီတိဝန္တာအာယာပီတိတောမနတာဝေဖြာတယ်အဲ့တော့တမန်တော်မြတ်ကဘဒရ်စစ်မြေပြင်မှာအင်အားနဲတဲ့ပုံမှာငူပြီးတော့ဒွါလုပ်တယ်တဲ့တညလုံးဆွာဘာတွေကတော့အရှာပြီးတာနဲ့အားလုံးအိဆာအနာယူတဲ့အချိန်လဲဖြစ်တယ်တမန်တော်မြတ်ကမအိပ်တညလုံးငိုပြီးဒွါလုပ်တယ်တဲ့ဘူခါရီကျမ်းမှာ၄ချိန်ခုလိုဖော်ပြထားတယ်တညလုံးငိုပြီးတော့ဒွါလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းဆဟီမွတ်စလင်ကျမ်းမှာတနည်းတိရမီဇီဆဟီတိရမီဇီကဘာဂျောဟဒီစ်ကျမ်းကြီးဖြစ်တဲ့တိရမီဇီကျမ်းမှာတနည်းယခုလိုဒွါလုပ်တယ်ဆိုတဲ့အကြောင်းကိုရေးသားထားတယ်တမန်တော်မြတ်ကဒူအာလုပ်တဲ့အထဲမှာဘာဒူအာတွေလဲဆိုပထမဒူအာဒီအလ္လာဟူမအာတီမာဝအတ္တနီအလ္လာဟ်ကျွန်တော်မျိုးတို့ကိုဂတိပေးထားတဲ့ဂတိကိုအမြန်ဆုံးကျွန်တော်မျိုးတို့ကိုချီးမြှင့်ပါဆိုလိုဒီကတမန်တော်မြတ်ကိုအလ္လာဟ်ဘာဂတိပေးတာအသင်ကငါအောင်နိုင်မှုပေးမယ်လို့ဂတိပေးထားတဲ့အလ္လာဟ်ရဲ့ဂတိတိုင်းအလ္လာဟ်အမြန်ဆုံးဆောင်ရွက်ပေးပါအလ္လာဟူမအင်တဟလီဟာဇီဟီအဆာဘတ်အလ္လာဟ်အကယ်၍ဒီစစ်ပွဲမှာမင်အဟလီအစ္စလာမ်ဒီသာသနာဝင်တို့ဟာကြာဆုံးပါပြီဆိုရင်တော့လာတာဘူဒ်ဖီလ်အာရ်လာတူဘတ်ဖီလ်အာအလ္လာဟ်ကိုအီဘာဒတ်လုံးမဲ့ဘန္တာဟူ၍ရှိမှာမဟုတ်ပါဘူးအလ္လာဟ်အောင်မြင်မှုပေးပါအဲ့ဒီလိုတမန်တော်ဒူအာလုပ်တယ်ဆိုပြီးတော့လည်းဖော်ပြတယ်တော့ညခတမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလာဟ်အလိုင်းဝါဆလမ်ဒူအာလုပ်ပြီးတော့တဲ့နော်ဒူအာလုပ်ပြီးတော့ညအခါမနဲ့ဆိုရင်ဆင်နွှဲရမယ်ဘာသာစစ်ပွဲဆင်နွှဲညအခါတမန်တော်ပစိမြေပြည်ကနေထွက်လာအဲ့ဒါမိမိရဲ့တဲလေးမှာနော်တမန်တော်မြတ်ဟာရှိတော်မူခဲ့တဲ့အဲ့ဒီတမန်တော်ဘဒရ်ထဲမှာတဲလေးထူခဲ့တဲ့တဲကိုဒီနေ့အာရီရှ်ပလီမစဂျစ်ဒ်အယ်အာရီဆိုပြီးတော့အလာမုံမှန်ထားပြီးတော့မစဂျစ်ဒ်အယ်အာရီဆိုပြီးပလီဖြစ်နေမုံမှန်ထားတဲ့ပလီဖြစ်နေတည်ရှိတဲ့အာဂျီဆာဘ်ဒိုဘဒရ်ရောက်တာခါတွေ့ရပါလိမ့်မယ်ကျွန်တော်လည်း2016မှာလူဂျီမင်တို့ရဲ့ဒူအာမိဘရဲ့ဒူအာနဲ့ကျွန်တော်2016မှာဘဒရ်ကိုရောက်ခဲ့တဲ့မဒီနာရဲ့ဇီယာရတ်အခမ်းကဏ္ဍမှာကျွန်တော်နဲ့မိတ်ဆွေ6ယောက်ကိုကျွန်တော်ပဲဥဆောင်ပြီးတော့ခေါ်သွားခဲ့တဲ့ဘဒရ်ကိုရောက်သွားတဲ့မိုင်80ရှိတဲ့မဒီနာကနေပြီးတမန်တော်မြတ်ရဲ့ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ဦးကျောင်းတော်နဲ့ဒီဘဒရ်ဆင်းမြေပြီးမိုင်80กว่าဝေးရှိတဲ့နော်အသွားပြန်မိုင်160ဖြတ်တန်းပြီးလာတဲ့အသွားကိုအများဆုံးကားနဲ့သွားမယ်ဆိုရင်2နာရီတော့အနည်းဆုံးကြာပါတယ်ဆိုတော့ခါကျတော့ဒီဘဒရ်ဆင်းမြေပြီးမှာတမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလာဟ်အလိုင်းဝါဆလမ်တဲလီထိုးပြီးတော့ဒူအာလုပ်ခဲ့အဲ့ဒီဒူအာလုပ်တဲ့နေရာကိုဒီကနေ့ပလီလုပ်လိုက်တယ်အဲ့တော့ဒုတိယဒူအာဘာဒူအာလဲပထမဒူအာကတော့အခုလိုတမန်တော်မြတ်ဆလ္လာမ်ကယာလာဒီဒူအာဒီဘဒရီဆွာဘာရီကိုအောင်မြင်မှုပေးပါဒီမှာကြဆုံးသွားရင်ဘာကြောင့်လဲဒါအစ္စလာမ်တမိုင်းမှာပထမဦးဆုံးကြီးမားဖြစ်ပွားနေတဲ့ဘဒရ်စစ်ပွဲကြီးဖြစ်တဲ့အတွက်ဒီဘစ်မီလာမှာကလေးကမအောင်မြင်ဘူးဆိုရင်တော့အောင်မြင်ဘူးဆိုတာမရှိတော့ဘူးဒီသဘောကိုတမန်တော်ကမိန့်ကြားလိုက်ခြင်းဖြစ်တယ်အဲ့တော့ညအခါတမန်တော်ဒူအာပေးတာနဲ့တဲ့ဆွာဟာဘာတွေကိုမနဲ့မိုးမလင်းသေးဘူးမိုးလင်းတဲ့အခါဒူအာလုပ်တာတခုရှိသေးတယ်မနဲ့မိုးမလင်းသေးညအခါတမန်တော်ဒီတဲအာရီဆိုတဲ့တဲကနေထွက်လာပြီးဆွာဟာဘာတွေရှင်းမှာအာနဲ့မာနဲ့ဂျိုးရှ်နဲ့ကိုရောကမိတဲ့ဟေးဒီနေရာမှာအဘူဂျဟယ်တေဆုံးနေမယ်ဒီနေရာမှာဥတဘတ်တေဆုံးမယ်ဒီမှာဝလီတေဆုံးမယ်စတဲ့ရန်သူတွေနာမည်နဲ့တကွတမန်တော်ဟာလက်ညှိုးထိုးပြီးတော့မိတ်ခဲ့တဲ့နေရာအတိုင်းပါပဲတဲ့ဆွာဟာဘာတွေကအမိတ်ရှိတဲ့အဘူဂျဟယ်ကိုတမန်တော်မိတ်ခဲ့တဲ့နေရာကနေပြီးတော့ဆမ်းမြင့်တမင်အောင်မရွေ့ခဲ့ဘူးအဲ့ဒီနေရာအတိအကျအလာရန်သူကြီးဟာအဘူဂျဟယ်ဟာကြာဆုံးခဲ့တဲ့ဘဒရ်မှာဝလီကကြာဆုံးခဲ့တဲ့ကြီးမားမားရန်သူတွေအားလုံးကြာဆုံးမယ်ဆိုတဲ့အကြောင်းတမန်တော်မုဟမ္မဒ်မုစတဖာဆလ္လာလာဟ်အလိုင်းဝါဆလမ်ဒီတော့အခုယခုလိုဒရင်ကောင်းကိုဘဒရ်ညကလေးကတမန်တော်မြတ်ကမိန့်ကြားခဲ့တယ်ဆိုတဲ့အကြောင်းကိုအခုနဘူခါရီကျမ်းမှာနော်
हज़रत अल्लामा शाह अब्दुल हक मुहद्दिस देहलवी रहमतुल्लाहि तआला बदारी जो नबूवत चामा अकुलु चासो में सूरह अचाउन पत्ते भी तारे नौले हदीस जानी मटवी आबारे तो अल्लामा शाह अब्दुल हक मुहद्दिस देहलवी तकेंगा ठबी दुआ डबो को ये तारे डा चलो बुआ तो फपो मिये तसी फाया में दुआ तकु साली द जाऊं लीवे अयांग को लोरे चलो मौलू ले लोरे अकु दिन या दुआ में दुआ लीबा अरा का चलो अरी थे मा जिक्र या हय्यु या कय्यूम ले पारा अरा का चलो अल्लाह ने या पोमा दी जिक्र को ये ता जा रे फयो जा रे नो सूरह का जारो तमानो मिया सल्लल्लाहु अलैहि वसल्लम का हदीस ते माशी नि रे दुआ लो नि रे मौला अली तकिंगा बदर मा सिन्नी बी मा सिटाई नि रे सिटाई लाई तमानो मिया पोमा तो का फी बी रो हदीस तेरे को याउला रे रे तेरे याउला दे तमानो गलो छी ने माशी रे सजीदा मा वाशी रे सजीदा मा डाउन ने दुआ लो मिया ते दुआ ना मशी रो अल्लाह कबूल फिर दो ने या सजीदा ने आवे एरो सजीदा मा तमानो दुआ लो दे ठका ठका चनो सिटाई लाई लाची लाई लासो चनो आमलू आमिया फिर दो चनो तमानो मिया सजीदा मा ना स्विम बी रो चनो ची रे ना स्विम बी रो चनो ना ठौना का तमानो बादुआ फले सरो अरी दुआ ले हदीस मा तमानो मी थारे बादुआ ले फुसुई तोका री म्यान नि रे अपु तोका री म्यान नि रे नो सिंह नि रे ची गोय नि रे सिंह नि रे चटे नि रे दिलो छी नि मा अरी दुआ फलाई बार म्या म्या फलाई अल्लाह आ लोग को फ्यों फ्यू फैसा पी लाई में फुसुई मु तोका री को अल्लाह फैसा पी में वने मु री को फे में प्योसुई मु को अल्लाह पी में बादुआ ले सरो अल्लाहुम्मा या हय्यु या कय्यूम बिरहमतिका अस्तगीस तालीब अल्लाहुम्मा या हय्यु या कय्यूम बिरहमतिका अस्तगीस आलो सुजीबा अल्लाहुम्मा या हय्यु या कय्यूम बिरहमतिका अस्तगीस नो तोटा शे आलो नो दी ऑनलाइन मा जीशु जा रे आशिकान आलो ले दी दुआ को चम्मा बीरो मिमिरो मिताजु नो मिमिरो ये जिंदुइंग ए रेगुलर दी दुआ तीन चाबी बा अल्लाह मुमियत दुआ हजरत मौला अली तकिंगा सिमिया ना दी आयत मौला अली शहादत या खाना फिर दे सरो मौला अली अचाउ ना बदर अचाउ तखारे टोबी दा फिर दुआ अली तकिं जाऊ को बदर थेगा नि बीरो चनु ता मता फोया सबक तिंगा जानी ने छापे ले जिन फिर दे अल्लाहुम्मा ओ अल्लाह तमादो दुआ लो दे या हय्यु अल्लाह अमीन शिंतालिया शिबारे अल्लाह तो मौत सुरा मिशिगु दुधारी तो बे मौसिरा मखलूक दे तो बे मौसिरा अल्लाहुम्मा या हय्यु अल्लाह अमीन शिंतालिया शिबारे या कय्यूम अल्लाह अमीन टी लिए टीटा लिए अमीन अल्लाह शिमा अल्लाह तो कोई प्याऊ सुरा मशी बंदा प्याऊ गो में अल्लाह व प्याऊ कय्यूम सुरा अमीन कायम रहने वाले ए जिंदा रहने वाले या हय्यु या कय्यूम ए कायम रहने वाले यानी हमेशा कायम रहने वाले कभी गुम न जाने वाले या हय्यु या कय्यूम बिरहमतिका अल्लाह अशिमिया मिया टीटल या शिनी रे अशिमिया शिनी में अशे बिरहमतिका अल्लाह या रहमत दो फे अस्तगीसु चनोम्यु को कुनी रोमुगा अस्तगीसु सरा चनोम्यु दोगो कुनी रोमुगा दी दुआ को तमानो मिया मोहम्मद मुस्तफा सल्लल्लाहु अलैहि वसल्लम टाउन ए सूरह अचाउंगो मौला अली तकेंगा सिम्बिया ने इंशाअल्लाह फदरिया खांगा ना चेबिया ने दलाउ सई लोलाउ भी निगों जो ली नने ली यन टांबू शीरा चाउंली अरी चाउंगो हजरत अल्लामा शेखुल इस्लाम ताहिरुल कादरी साहब गानी भी होचा ठारे अयन टांबू चीला रे तमानो ये शान न पता बीरो होचा ठारे टियाली बा तमानो मिया मोहम्मद मुस्तफा सल्लल्लाहु अलैहि वसल्लम बदर सिपो औमिय दुआवी अल्लाह या कुदरत रसूलियत दुआ ने औमिय दुआवी औमिय दुआलु आलूंगा पियानी भी तमानो मिया सल्लम का बदर मा टेरे तमानो मिया का सिंगो त कुफी भी औमिय दुआरे सोये आई कोई मी मा टेरे तेली शीरे पीमा कुरवा चवाली शीरे अरो जिब्रील ने फरिश्ता रीले सिंदा खेरे जिब्रील ने फरिश्ता री आलूंगा ले बालूंगा अब कोई भी दुआ भी ले औमिय दुआ भी कोई भी दुआ भी औमिय दुआ भी सरो ngaro le twa ja zo sudiro twa re alum daru sharif ba sallallahu alaihi sayyidina muhammad wa alihi wa sahbihi wa sallam sallallahu alaihi sayyidina muhammad wa alihi wa sahbihi wa sallam sallallahu alaihi sayyidina muhammad वालेही वसल्लम तमानो मिया मोहम्मद मुस्तफा सल्लल्लाहु अलैहि वसल्लम मशीनी रे मपियान देबू फरिश्ता री जिब्रील अलैहि सलाम ने फरिश्ता बलाउ ले भाई कोड़ा सिंता के फरिश्ता री आलू का तवालाई जा तवालाई दो कौंगी याउ दो अल्लाह का कौंगी दे विंबू मपे तमानो मिया हजरत जिब्रील अलैहि सलाम ने मेरे ओ जिब्रील मैं ने अकू लारा मैं दबो ने लाला रसूलिया इजाजत ने रसूलिया इजाजत ने मिल लारा मैं दबो ने मिल लारा सूरह का जिब्रील अलैहिस्सलाम को फरिश्ता को कबियो पला अल्लाह का अल्लू में पे फरिश्ता आलू को बालू में पे तेना रगवा आलूंगा तिंदो दबोने लारा ला होटे चलू दबोने रसूलुल्लाह शिमा इजाजत ताऊ खेला
ခွင့်ပြုချက်ယူခဲ့လားမယူခဲ့တင်တို့ရဆူလ္လာစီကနေခွင့်ပြုချက်မယူတဲ့၍ကောင်းငင်တကားကိုငေါ့ဟုတ်လား close လုပ်ထားမယ်ပိတ်ထားမယ်ဖွင့်မပေးဘူးတဲ့တင်တို့တစ်သက်လုံးဒီလိုပဲရှိနေမယ်ကောင်းငင်ပေါ်ကိုမတက်နိုင်ဘူးတကားပိတ်ထားမယ်တော့ရဆူလ်ကိုရိုမြတ်မုဟမ္မဒ်မုစတဖာအီဂျာဇတ်တော်ယူပြီးလားခွင့်ပြုပါကိုတော့ကျွန်တော်တို့သွားခွင့်ပြုပါဆိုပြီးတော့ခွင့်ပြုချက်ယူပြီးလာမယ်ဆိုရင်ကောင်းငင်တကားကိုငါဖွင့်ပေးမယ်ဆိုတော့ကတမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုအလ္လာဟ်ကအဲ့ဒီလိုဂျီဘရီလ်အလိုင်ဆလမ်ကိုကောင်းငင်တမန်ဂျီဘရီလ်ကိုအလ္လာဟ်ကအဲ့ဒီလိုပြန်ဆင်လို့တဲ့ခါတမန်တော်မြတ်ကဆွာဟာဘာတွေရှိမှပြုံးနေတယ်ရီပြုံးနေတယ်ဝတ်တာအာရဖြစ်တယ်ဆွာဟာဘာတွေကမေးတယ်ဘာဖြစ်လို့လဲဟေးယာရဆူလကိုတော့ဘာဖြစ်လို့ဒါတော့ပြုံးနေတာလဲအောင်မြင်လို့လားအောင်မြင်တာကတခြားတဲ့အခုကဂျီဘရီလ်ကောင်းငင်ရနဲ့ပြန်ဆင်းလာရတယ်ကွာတဲ့သူနဲ့ကွာသူ့ရဲ့တပ်သားတွေအားလုံးဆင်းသက်လာရတယ်ဆိုတော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ပြုံးရှင်တဲ့ဆိုလိုဒီကတမန်တော်မြတ်ရဲ့အဒပ်ကိုရဆူလုလ္လာဟ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့အဒပ်ဒီအမြဲတမ်းဘဲသူဘဲဝါမှာလူတွေမကဘူးဖရစ်တာတွေကစားအဒပ်ရဲ့ဂါနာမှာပြည့်စုံရတယ်အကြောင်းကိုသိရတယ်အဇတ်မောလာအလီကရမလာဟ်တာလာဝဂျာတခိနပတ်တဘီတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကလာဟ်မူဟူလာဟ်မီဝဒမူဟူဒမီအလီရဲ့သွေးဒီငါရဲ့သွေးအလီရဲ့အသားဒီငါရဲ့အသားလို့တမန်တော်မုဟမ္မဒ်မုစတဖာဆလ္လာလဟ်အလိုင်းဝါဆလမ်ချစ်ခင်ခင်နဲ့တော်တော်ကိုနှစ်ကာကာနဲ့အလီတခင်နဲ့ပတ်သက်ပြီးတမန်တော်မြတ်ကခုလိုမိန့်ကြားခဲ့တယ်အဲ့ဒီအလီတခင်ကိုတမန်တော်မြတ်ကကြိုတင်ပြီးတော့ပြောခဲ့တာအတင်းကိုရှာဟာဒတ်လုံးမဲ့သူဟာတမ္မာလူတွေမဟုတ်ဘူးတဲ့ငါရဲ့အွမ်မတ်ရဲ့ရန်သူတွေဖြစ်တယ်ငါရဲ့အွမ်မတ်ကတင်းကိုရှာဟာဒတ်လုံးမှာအန်ဆူဟိုင်ဘင်ရာဒီယာလောဟ်တာလန်အန်ဆူဟိုင်တခင်ကအမိန့်ရှိအန်နဘီယာဆလ္လာလဟ်အလိုင်းဝါဆလမ်တမန်တော်ရဲ့မိန့်တယ်ကောလာလီအလီယင်အလီတခင်ကိုမိတ်တယ်မန်အရှကလ်အဝလီအလီတခင်ကိုဗာမိတ်လဲရှေ့ရခင်အွမ်မတ်ရဲ့လူစိုးလူရုပ်မှာဇာလင်ကြီးဟာဘာလို့လဲရှေ့ရခင်အွမ်မတ်ရဲ့အဝလီလို့ပြောတာအဝလီဆိုတာအစပိုင်းဘာလို့လဲတိလာလို့ပြောတာကကောလလဒီအကရနာကတယာရဆူလလာဆလ္လာလဟ်အလိုင်းဝါဆလမ်နော်တမန်တော်မြတ်ကိုဟာဇတ်အလီတခင်ကဗာမိတ်ရှိလဲဆိုတော့ဆွာလေးအလိုင်ဆလမ်တမန်တော်ဆွာလေးအလိုင်ဆလမ်ရဲ့ကောင်းမျိုးနွယ်သားထဲကနေတယောက်ဆွာလေးအလိုင်ဆလမ်ကုဒရတ်နဲ့အလ္လာဟ်ရဲ့ကုဒရတ်နဲ့ဒါလာဖော်ထုတ်ခဲ့တဲ့ကလုံမကိုတပ်ဖြတ်ခဲ့တဲ့သူပါပဲဘလို့ဖော်ထုတ်ခဲ့လဲဆိုတော့အဲ့ဒီချိန်မှာဒီဆာလီအလိုင်ဆလမ်ရဲ့ကောင်ကဗာလဲကြောက်သားတွေထဲကနေပြီးတော့ရုပ်ထုတွေကိုလုပ်မယ်ရုပ်ပြီးအဲ့ဒီရုပ်ထုကိုတော်တော်သူတို့တလေးဆဆနဲ့ရှစ်ကိုမယ်ပူဇော်ပတ်တာအဲ့တော့ဒီကြောက်တောင်ထဲကလှုပ်လာတဲ့အရာတွေကိုသူတန်ဖိုးထားတယ်ဆိုတော့အလ္လာဟ်ကလည်းသူတို့ကိုဆာလီအလိုင်ဆလမ်မှာဆဘတ်ပါပေးတယ်ဆိုတော့တမန်တော်ဆာလီအလိုင်ဆလမ်ကျွန်တော်ဆာလီတမန်တော်ကိုလေးစားတယ်ကျွန်တော်ရဲ့ယူဆုဖ်အလာဟာဂျီခလီဖာဆာဘ်ရဲ့ဖခင်လည်းဖြစ်တယ်ပိုလေးစားတယ်ဒီနာမည်ကိုပိုချစ်တယ်ကျွန်တော်ကအဲ့တော့ဆာလီအလိုင်ဆလမ်ကိုအလ္လာဟ်ကဘာမိုဂျီဇာပေးလဲဆိုတော့ဒီသူတို့ရဲ့ကောင်ကဘယ်အရာကိုဆွဲလန်းလန်းရှိနေတယ်သူတို့ဆွဲလန်းတဲ့အရာနဲ့ပတ်သက်တဲ့အရာကိုအဲ့ဒါဒီပတ်သက်စင်နွဲတဲ့မိုဂျီဇာတစ်ခုကိုပေးလိုက်တယ်လူရင်းလူရှင်းပြောရမယ်ဆိုကြောက်တောင်ကိုဆာလီအလိုင်ဆလမ်ကအဲ့ဒါရှိနေတာဆာလီကြောက်တောင်မှာတွာလာဖြတ်တန်းစီဆာလီအလိုင်ဆလမ်ရဲ့ကောင်အချို့အပါပြောလာအတင်ကဒီကြောက်တောင်ထဲကဘလုံးမဖြစ်နိုင်တဲ့ကလုံးမကိုဟလာဖြစ်ပေါ်စီမယ်ထွက်ပေါ်စီမယ်ဆိုရင်ကျွန်တော်ဖြစ်ပေါ်အီမန်ယူမယ်တမန်တော်ဆာလီအလိုင်ဆလမ်ကအမိန့်ပေးတာအလ္လာဟ်ရဲ့အမိန့်နဲ့အတင်းအလ္လာဟ်အမိန့်နဲ့ကလုံးမကြောက်တောင်မထွက်ပေါ်စီအမိန့်ပေးလိုက်တဲ့ကြောက်တောင်ထဲကလည်းကလုံးမတကောင်ထွက်ပေါ်လာတယ်ဒါကုဒရတ်အလ္လာဟ်ရဲ့လက္ခဏာထဲမှာပါသွားပြီဒီသားကောင်မှာသူတော်စင်များကဗာမင်းရှိလဲဂျန်နတ်ဝင်ရမယ်တဲ့ဒီဒရဝါတီလဲအဆွာဘီကာဖ်ဝင်ရမယ်ဒီဒရဝါလည်းဝင်ရမယ်ရှိတော့မှဆိုလို့နည်းနည်းပဲပြောမယ်ဆိုတော့ဟာဇတ်ဆာလီအလိုင်ဆလမ်နဲ့အလာဒီကလုံးမနဲ့ရှိနေတဲ့အလ္လာဟ်ရဲ့တက်တီလက္ခဏာဖြစ်တယ်နော်ဆာလီအလိုင်ဆလမ်ကဒီကလုံးမကိုမျိုးမယိုတေးဆက်ဆက်မတက်လိုက်နဲ့မယိုမဒီမဆက်ဆက်နဲ့ပြောယုံပဲရှိတယ်တပ်ပလိုက်တယ်ရှဟီဒ်လုပ်လိုက်တဲ့ပုံမှာအလ္လာဟ်ရှင်ကအဲ့ဒီသူတွေပုံမှာဟာလာဂဇပ်ချခဲ့တယ်ဒါတော့ဒီမိကူကိုမေးလိုက်တယ်တမန်တော်ကအလီတခင်ကိုဟိုအလီရှေ့ရခင်အွမ်မတ်ရဲ့လူယုံမှာလူစိုးကြီးကိုသူလဲပြောတာကဒီကလုံးဆာလီအလိုင်ဆလမ်ရဲ့ကလုံးကိုတတ်ခဲ့တဲ့သူပါပဲကောင်းပြီဒီအာခီရီနောက်ပိုင်းရဲ့သူယုံမှာဟာဘာလို့လဲသိလားအလီတခင်မသိလို့လားအလီတခင်ကိုအလ္လာဟ်ရဲ့ချင်းမြင်မှုနဲ့ရဆူလ်ရဲ့ချင်းမြင်မှုနဲ့သိတယ်ဒါပေမဲ့ကိုနဲ့ပတ်သက်တဲ့အခါကျတော့ရဆူလ်ရဲ့နှုတ်ကနဲ့ထွက်စီခြင်းမိမိရဲ့နှုတ်ကထွက်တာတဲ့ရဆူလ်ရဲ့နှုတ်ကထွက်စီခြင်းတဲ့အခါတမန်တော်မုဟမ္မဒ်မုစတဖာဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုသိပါတယ်ကျွန်တော်မသိပါဘူးအဲ့ဒီကတမန်တော်မြတ်မုဟမ္မဒ်မုစတဖာဆလ္လာလဟ်အလိုင်းဝါဆလမ်ကဗာမိတ်ရှိလဲဒီအာခီရီနောက်ပိုင်းအွမ်မတ်ရဲ့လူဆိုးကြီးဟာတင်းကိုရှဟီဒ်လုပ်မဲ့သူပဲတင်းကိုရှဟီဒ်လုပ်မဲ့သူဖြစ်တယ်နော်الذي يضربك على هذه واشار الى ياقوته فقال علي رضي الله تعالى عنه အဲ့တော့တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဗာမိတ်ပြီလေအိုအလီတဲ့ဒီဦးကောင်းရဲ့အလဲတဲတဲ့ကနေပြီးတင်းကိုရှာဟာဒတ်လုံးမဲ့ရန်သူဟာ
ဒီဥမ္မတ်ရဲ့အဆိုးဆုံးသူရောက်မှကြီးဖြစ်တယ်တမန်တော်ကြိုပြီးတော့ပြောခဲ့တာဘယ်နဲ့နေ့လာပဲတမန်တော်အလ္လာဟ်မိတ်ခန္ဓာကဟီဂျရီ17ခုနှစ်ဆိုရင်10ခုလောက်ကစတွက်လိုက်နေပေါင်း30ရေမောလာလီတကီရှာဟဒတ်ဖြစ်တာကအစ္စလာမ်ဟီဂျရီ40မှာရှာဟဒတ်ဖြစ်တယ်ဆိုတော့ကတမန်တော်မြတ်ဆလမ်ကမိန့်ကြားခဲ့တဲ့အတိုင်းပဲနောက်စစ်မြတ်ကြမှာဘလောက်တောင်ပါလဲအိုအလီတဲ့တင်းရဲ့ခေါင်းကိုဓာတ်နဲ့ပိုင်းမဲတဲ့ငါရဲ့ဥမ္မတ်ကအဲ့ဒီလိုပိုင်းလိုက်တဲ့နဲ့အဲ့ဒီသွေးတွေကြောင့်တင်းရဲ့ဓာဒီဟာရွှဲသွားလိမ့်မယ်တင်းရဲ့ဓာဒီဘာဖြစ်တော့လဲရွှဲသွားမယ်အဲ့ဒီလောက်တမန်တော်မြတ်ကမိန့်ကြားခဲ့တကယ်လဲတမန်တော်မြတ်ဆလလောလဟ်အလိုင်းဝါဆလမ်မိန့်ကြားခဲ့တဲ့အတိုင်းအလီတခင်ကိုဒီတိုင်းမျက်နှာချိဆိုင်ဘယ်သူမှမရှင်းဘလောက်ကျွမ်းတဲ့အာရဗ်ကဘာမှာသူရဲ့ခေါင်းတွေတကယ်ပဟလ်ဝမ်တွေလာခဲ့တယ်တယောက်မှမနိုင်ခဲ့ဘူးအလီတခင်ကိုနိုင်ဖို့သူတို့အကွက်ဘယ်ချိန်ရှိမလဲနမတ်ချိန်မှာပဲရှိအလီတခင်နမတ်ဆက်ဝင်လိုက်ပြီးတဲ့စစ်ပွဲတစ်ပွဲမှာများတဲ့ပေါင်မှာစိုက်သွားတယ်အဲ့ဒီပေါင်မှာစိုက်သွားတဲ့များတဲ့ကျွန်တော်တို့အခလိဆိုင်တော့ဘိုက်မနေနိုင်ဘူးနမတ်မပြောမနဲ့အပြစ်မှတော့မနေနိုင်ဘူးအလီတခင်ရဲ့ပေါင်မှာများစိုက်သွားတယ်အဲ့ဒီများကိုထိုးဖို့ကြိုးစားတဲ့အပြစ်မှထိုးလို့မရတမအလီတခင်နမတ်ဆက်ဝင်သွားတာကနမတ်ဆက်ကဆွဲနှုတ်လိုက်တဲ့အခါအလီတခင်တိတော့မတိလိုက်တခင်ရဲ့များကိုကျွန်တော်ပေါင်မှာစိုက်သွားတဲ့များကိုဆွဲနှုတ်လိုက်ဟလာဘယ်တော့မှထုတ်လိုက်လဲတိတော့မတိသူတို့ရဲ့နမတ်ကအဲ့ဒီတော့အသက်ဝင်တဲ့နမတ်ဖြစ်တယ်အဲ့တော့အလီတခင်နမတ်ဆက်ဝင်သွားပြီးဖဂျတ်ဆောက်တည်နေပြီဘယ်အီမာတဲခဲ့လဲဘယ်အီမာအစ်ဖတာလုပ်ခဲ့လဲအီမာမီဟဆန်ရဒီအလ္လာဟ်တာလာအလိုင်ဆလမ်တခင်ရဲ့အီမာအစ်ဖတာလုပ်ခဲ့တယ်အီမာမဆန်အီမာတလက်အီမာမူဆိုင်အီမာတလက်နော်အခုလိုတခင်ရဲ့အီမာနဲ့တခင်ကမောလာလီတခင်ကနေပြီးတော့အီမာမီဟဆန်တခင်ကိုမိတယ်ဒီကနေ့ဘယ်နေ့လဲရမ်ဇန်15ရက်ဘယ်နေ့အမိတ်ရှိလဲအီမာမီဟဆန်တခင်က15ရက်လို့ပြောလိုက်ပြောတော့နောက်9ရက်ပဲငါနေတော့မယ်နောက်ဘယ်နှစ်ရက်နေမလဲ9ရက်ပဲငါနေတော့မယ်9ရက်ပြီးတာနဲ့9ရက်နောက်တော့မလို့ကြွားတော့မယ်လို့တခင်ကမိန့်ကြားခဲ့တယ်ပြီးတော့တခင်ကအင်္ဂါနဲ့ထွက်လာတာကဘဲဒီအော်တယ်ဘဲဒီဘဲငန်းဒီတော်တော်ကိုဟလာအော်တဲ့အတန်ကအရန်ကိုကျဲလောင်တော့ဘေးမှာရှိတဲ့ပုံကိုယ်တွေကဒုတ်လေးယူပြီးတော့ဖယ်ဖို့လို့တော့မော်လာနီတခင်ကပြောတော့မဖယ်နဲ့သူတို့ဝမ်းနေနေတာယူကျုံမြဖြစ်နေတာပူဆွေးနေတာငါရှာဟာဒတ်ဖြစ်တော့မယ်ဆိုတာကိုဘာလို့နေတာလဲပူဆွေးနေတာလူမပြောနဲ့ပဲဒရွာတွေကစဝမ်းနဲ့ချီပွဲခဲ့တယ်အရန်ကိုအော်လိုက်ကြတာအဆူညာလိုက်ကြတာမော်လာလီတခင်ဖယ်ပြီးတော့ပလီကိုသွားတယ်ဆလာတ်ဆောက်တည်နေတဲ့အခါမှာတခင်ကိုအလာဦးကောင်းရှစ်တဲတဲ့ကနေမရှိရလာပြီးတော့ဖြတ်ခေါင်းတဲတယ်မှာဇာရဘီဟိုင်ဒရီတခင်ရဲ့ဦးကောင်းကိုဓာတ်နဲ့ဒရှည်နဲ့ခုတ်လိုက်တယ်တဲ့အဲ့လာဦးကောင်းရဲ့နဖူးအောက်ထီကိုရောက်လာတယ်ဒါရဲ့ပြင်းထန်ချက်ကနောက်ဒီအစ်ဘ်နေမလ်ဂျမ်ဆိုရဒီယန်သူကဘာပြောလဲဆိုတော့ကျွန်တော်အနေနဲ့တဲ့သူ့ဖမ်းချုပ်ပြီးတာကသူကပြောတယ်ဒီဓာတ်ကိုကျွန်တော်ဟာအစိတ်ထဲမှာရက်40ထိလူထားပါတယ်ဟုတ်ခဏရပါလဲရက်40အစိတ်ထဲတော်တော်ပြင်းတဲ့အစိတ်ထဲမှာလူတယ်ကျွန်တော်လူ100ကိုဒီနာဓာတ်နဲ့ကျွန်တော်ဖုတ်မယ်ဆိုရင်လည်းပဲ100လုံးဟာကြဆုံးမှာတယောက်မှအသက်ရှင်ဖို့မရှိအဲ့ဒီလောက်အစိတ်ပြင်းတယ်အဲ့ဒီဓာတ်နဲ့ကျွန်တော်အလီတခင်ကိုရှာဟာဒတ်လုပ်ခဲ့ခြင်းဖြစ်တယ်အဲ့တော့ဒီအစ်ဘ်မလ်ယမ်ဆိုတဲ့သူကဘယ်သူလဲခါဒီဂျီဆိုတာခွဲထွက်အုပ်စုအလီတခင်ရဲ့အုပ်စုထဲမှာရှိပြီးတော့အလီတခင်ရဲ့ဟလာချစ်ခင်သူအဖြစ်နဲ့ရှိပြီးတော့ခွဲထွက်တဲ့တပုံဖြစ်နေခွဲထွက်လာတဲ့အလီတခင်ကိုမုန်းတဲ့သူဖြစ်နေခွဲထွက်လာတဲ့ကာဒီဂျီသူတို့ကသူတို့မွတ်စလင်ပြောတဲ့ကုရ်အာန်ဖတ်တဲ့ရိုဇာထားတဲ့အလ္လာဟ်ရဆူလ်ကဘာအတိမတ်ပြုလဲဒီကောင်တွေဂျဟန္နမီတွေပဲဒီကောင်တွေအားလုံးဂျဟန္နမီလို့အတိမတ်ပြုထားတယ်အဲ့ဒီလိုသူကနေပြီးရှဟီဒ်လုပ်ခဲ့တယ်အဲ့ဒီလိုမြုံမြတ်တဲ့အီမာမီအလီမောလာအလီကရမလ္လာဟူတာလာဝဂျာတခင်19ရက်မှာဒဏ်ရာရတဲ့20နဲ့တလုံးမှာတခင်ရှဟီဒ်ဖြစ်ခဲ့တယ်အင်နာလ illah ဝအင်နာအီလိုင်ဟီရာဂျီအွန်ဆလ္လာလာဟူအလာမုဟမ္မဒ်ဆလ္လာလာဟူအလိုင်